Samsung ရဲ့ 4A smartphone user တော်တော်များများကကျွန်တော်တို့ mobile router မှာဒီ power မလာတော့တာပြီးတော့ Wi-Fi Bluetooth speaker fail ရတာပြင်းဖြန်လို့မရတော့တာစာရေးပြဿနာတွေဖြစ်ရင်ကျွန်တော်တို့ဆိုင်ကိုလာရတော့မယ်ဆိုတော့ကတော့များတော့အပြင်တည်ပြီးကြပြီပဲဖြစ်ပါတယ်ဆိုတော့ဒီလုံးလေးကလည်း no power ဖြစ်နေတဲ့အလုံးပေါ့နော်ကျွန်တော်တို့ဘက်က middle cable လို့ခေါ်ရဲဂျာဂျိုးကိုပဲ replacement လုပ်ပြီးတော့မူလအတိုင်းပြန်ကောင်းသွားအောင်ကျွန်တော်တို့ဘက်ကပြုပြင်ပေးသွားတာပဲဖြစ်ပါတယ်ဆိုတော့ဒီလုံးလေးဆိုရင် no power ဖြစ်နေတာကိုမှအရှိမှန်ရုပ်သေးလဲရုပ်မလာတော့လို့မှန်ကြီးကလည်းရုပ်မလာဘူးဒါပေမဲ့ကျွန်တော်တို့ပြုပြင်ပြီးသွားတဲ့နောက်မှာတော့ပုံမှန်အတိုင်းပြန်လဲသုံးပြနေနိုင်တာပဲဖြစ်ပါတယ်ဆိုတော့လူကြီးမင်းတို့အနေနဲ့လည်းဒီလိုပြဿနာတွေဖြစ်နေတယ် power မလာဘူး Wi-Fi မရဘူး speaker မရဘူးနောက်ထပ်ကျွန်တော်တို့ Bluetooth မရဘူးဆိုတော့စားတဲ့ပြဿနာကြီးဖြစ်နေတယ်ဆိုရင်ကျွန်တော်တို့ချိန်မှာကရခင်ရလို့မှန်တစ်ချက်လုံးဈေးကြီးပေးလဲနေစေရမလို့ပဲねကျွန်တော်တို့ရှိမှာဆိုရင် middle cable လို့ခေါ်ရဲဂျာဂျူလေးကိုပဲကျွန်တော်တို့ replacement လုပ်ပြီးတော့လူကြီးမင်းတို့ကိုရပ်ပေါင်း180အာမခံချက်နဲ့အတူပြုပြင်ပေးနေတာပဲဖြစ်ပါတယ်ဆိုတော့ဒီလိုအရာတွေဖြစ်နေလေကျွန်တော်တို့ဆိုင်အောင်လှမ်းလာခဲ့ဖို့ကျွန်တော်ဒီကနေ့ဖေးခေါ်လိုက်ပါရစေဆိုတော့အားလုံးကိုကျေးဇူးတင်ပါတယ်မင်္ဂလာရှိတော့နေရလေပိုင်ဆိုင်နိုင်ကြပါစေခင်ဗျာ